ကျွန်တော်တို့ဒီနေ့ Formula 1မှာသုံးတဲ့တာယာတွေအကြောင်းကိုပြောလိုက်ရအောင် Formula 1ကိုကြည့်ဘူးတဲ့သူပဲဖြစ်ဖြစ်မကြည့်ဘူးတဲ့သူပဲဖြစ်ဖြစ်ဒီ Pirelli ဆိုတဲ့ logo ကိုနေရာတိုင်းမှာတွေ့ပူးကြလိမ့်မယ်လို့ထင်ပါတယ်ဒီ Pirelli ဆိုတာတကယ်တော့တာယာထုတ်တဲ့ကုမ္ပဏီလို့ပြောလို့ရတယ်ရိုးရိုးတာယာနဲ့မဟုတ်ဘဲနဲ့ Formula 1နဲ့လက်တွဲနေတာနှစ်တော်ကြာပြီလို့ပြောလို့ရတယ်ကဲဒီတော့ထုံးစံတိုင်းစကားတွေချေချေဝေးပြောမနေတော့ဘဲနဲ့ဒီဗီဒီယိုလေးကိုစလိုက်အောင်F1 YouTube တူတူ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုမှာကျွန်တော် F1 tire တွေကဘယ်လောက်တောင်အရေးပါလဲဘာတွေနဲ့လုပ်ထားလဲဘယ်လိုတွေတိစောက်ထားလဲဒီ tire ဘယ်လိုတွေပြောင်းလဲသွားလဲဆိုတာကိုကျွန်တော်ဒီနေ့ဗီဒီယိုမှာအသေးစိတ်ပြောပြပေးသွားပါမယ် Okay အဲ့တော့ပုံမှာပြောထားတဲ့စကားလေးကိုနည်းနည်းလေးကျွန်တော်တို့ပြန်ဆက်လိုက်ရအောင်ဒီ Pirelli ဆိုတဲ့ကုမ္ပဏီက Formula 1နဲ့လက်တွဲနေတာနှစ်တော်ကြာပြီဒါဆိုရင်တခြားနာမည်ကြီးတာယာကုမ္ပဏီတွေကရောဒီ Formula 1နဲ့လက်မတွဲဘူးလားဆိုပြီးတော့မေးလို့ရမယ်အဲ့တော့ဒီအကြောင်းကိုပြောဖို့ကျွန်တော်တို့လွန်ခဲ့တဲ့ဟိုးရှေ့ခေတ်ကိုပြန်သွားရလိမ့်မယ်ပေါ့နော်ဘယ်ခေတ်ထိလဲဆိုတော့ Formula 1ကိုဆက်ပြိုင်တဲ့ခေတ်လို့ပြောလို့ရတယ်အဲ့ဒီခေတ်ကတော့1950လို့ပြောလို့ရတယ်ပေါ့နော်1950ကတည်းက Formula 1ပြိုင်ပွဲကစတင်ခဲ့တယ်ဒီ1950ကတည်းကဒီ Pirelli ကုမ္ပဏီကဒီ Formula 1မှာပါဝင်ခဲ့တယ်အဲ့တော့ဒီ Pirelli ဆိုတဲ့ကုမ္ပဏီကပြောလို့ရှိရင် Formula 1ထက်တောင်အသက်ကြီးတယ်ပေါ့နော်သူကကြာလာပြီ1800လောက်ခရဲကဒီတာယာကုမ္ပဏီထုတ်ခဲ့တာโอเคအဲ့တော့ထားလိုက်ပါဒီ Pirelli ကုမ္ပဏီအကြောင်းပြောမှာမဟုတ်ကျွန်တော်က Formula 1ရဲ့တာယာတွေအကြောင်းပြောမှာဆိုတော့ဒီ Pirelli တာယာကုမ္ပဏီအကြောင်းကိုကျွန်တော်နောက်ထပ်ဗီဒီယိုတစ်ပုဒ်နဲ့ဖြစ်ပေါ့နော်အသေးစိတ်လုပ်ပြီးမှပဲပြန်လာခဲ့မယ်ဒီနေ့မှာတော့ Formula 1တာယာအကြောင်းပဲပြောမယ်အဲ့တော့ဒီ Pirelli ဆိုတဲ့တာယာကုမ္ပဏီက Formula 1ဆက်စကလေးကပါဝင်ခဲ့တယ်လို့တခြားတာယာကုမ္ပဏီတွေကလည်းပြောလို့ရှိရင်ကိုရီးယားတို့ဒါမှမဟုတ် Michelin တို့စရဲပေါ့နော်တခြားပြောလို့ရှိရင် Bridgestone တို့အဲ့ကုမ္ပဏီတွေကလည်းဒီ Formula 1ထဲမှာဆက်စချင်းတော့ပါဝင်ခဲ့တယ်ဗျဒါပေမဲ့ဒီပြောလို့ရှိရင် Formula 1အခုလိုပေါ့နော်အခုလို FIA နဲ့အခါတည်းလက်တွဲတာစာချုပ်ချုပ်တာမဟုတ်ဘဲနဲ့ဒီသူတို့ရဲ့အသင်းအနေနဲ့ပေါ့နော် Formula 1အသင်းအနေနဲ့ပဲသူတို့လက်တွဲကြတယ်ပြောလို့ရှိရင် sponsor ပေးတယ်ပေါ့ဗျာ sponsor ပေးတယ်လို့ပြောရင်တော့ပုံမှန်လိမ့်မယ် Pirelli ကဒီ Formula 1အစကတည်းကပါဝင်ပေမဲ့ပြိုင်ပွဲတောက်လျှောက်မှာပါတာမဟုတ်ဘဲနဲ့ပြောလို့ရှိရင် win like ထွက်လိုက်ဒီ team နဲ့လှုပ်လိုက်ဒါမှမဟုတ်မလှုပ်တော့ပဲနေလိုက်ဒီလိုမျိုးလုပ်နေခဲ့တယ်ပေါ့နော်ဒါပေမဲ့ဒီနောက်ပိုင်း Formula 1မှာဒီအသင်းကြီးတွေကပတ်စံပိုသုံးနိုင်တော့ခါကြတော့ပြောလို့ရှိရင်ဒီတာယာကိုလည်းသူတို့ကပို့ပြီးတော့ကောင်းကောင်းကြီးသုံးကြတဲ့အခါမှာမမျှတမှုတွေဖြစ်လာပြီးတော့ FIA ကနောက်ပိုင်းမှာတာယာကုမ္ပဏီတစ်ခုနဲ့ပဲလက်တွဲမယ်ဆိုပြီးတော့စီကံချက်ချခဲ့တယ်အဲ့တော့ဒီလိုစီကံချက်ချမှလိုက်တဲ့အချိန်တုန်းကလည်းသူတို့လက်တွဲခဲ့တဲ့ကုမ္ပဏီကလည်း Pirelli မဟုတ်ခဲ့ဘူးအရင်ဆုံးလက်တွဲခဲ့တာကတော့ Bridgestone လို့ခေါ်တယ် Bridgestone ဆိုတဲ့တာယာကုမ္ပဏီနဲ့အရင်လက်တွဲခဲ့တာဒါပေမဲ့ Bridgestone နဲ့အဆင်မပြေမှုတွေကြောင့် Bridgestone ကဒီ Formula 1ထွက်ခါခဲ့ပြီးတော့2017လောက်မှာဒီ Pirelli ကစပြီးတော့ Formula 1နဲ့စာချုပ်ချုပ်တယ်ပြောလို့ရှိရင်2017ကနေပြီး2029ဒီစာချုပ်ချုပ်ထားတယ်လို့တော့သိရတယ်ဒါပေမဲ့လည်းစာချုပ်ကုန်ပေါ်တစ်နှစ်လောက်ပဲကျန်တော့တာဆိုတော့တကယ်လို့ထပ်ပြီးတော့ချုပ်မယ်ဆိုရင်လည်းထပ်ချုပ်လို့တက်တန်းတိုးလို့ရသေးတယ်ပေါ့နော်အဲ့လိုမျိုးတော့လုပ်လို့ရတယ်အဲ့ထန်နေစပြီးတော့ Pirelli က Formula 1ကိုတာယာ sport ပေးနေတဲ့တဦးကြီးသောကုမ္ပဏီဖြစ်သွားခဲ့ပါတယ်ခုချိန်ကြီး FIA ကချမှတ်ထားတဲ့စီကံတွေနဲ့အညီတာယာတွေကိုထုတ်ပေးနေရလို့ပြောလို့ရတယ်ကျွန်တော်တို့ပြောမှာကတာယာချောင်းဆိုတော့ကုမ္ပဏီချောင်းလေးဒီလောက်ဆိုရင်တော့ရပြီလို့ထင်ပါတယ်ဒီတော့တာယာချောင်းလေးကျွန်တော်တို့ဆက်သွားကြမယ်ကျွန်တော်တို့ဒီတာယာအမျိုးအစားတွေကိုမပြောခင်မှာအရင်ဆုံးဒီတာယာကဘာနဲ့လှုပ်ထားလဲဆိုတော့ကျွန်တော်ပြောလိုက်ရအောင်ဒီ Formula 1အတွက်ပဲတီးတန့်ထုတ်ထားတဲ့တာယာတွေကကျွန်တော်တို့အပြင်လမ်းတွေမှာမောင်းလို့မရဘူးပေါ့နော်အပြင်ကားတွေမှာလည်းတက်ဆင်လို့မရဘူးဘာလို့လဲဆိုတော့တာမန်ရိုးတာယာတွေမှာထည့်တဲ့ကွန်ပေါင်းပေါ့နော်ပြောလို့ရှိရင်ဒီတာယာဖြစ်အောင်လုပ်ရတဲ့ကွန်ပေါင်းနဲ့ Formula 1မှာမောင်းတဲ့တာယာတွေရဲ့ကွန်ပေါင်းကမတူဘူးလို့ပြောလို့ရတယ်ပေါ့နော်ပြောလို့ရှိရင်ဖော်ဆက်တဲ့ပုံချင်းမတူဘူးဒီ Formula 1မှာသုံးတဲ့ကွန်ပေါင်းကကြတော့အပူခံနိုင်ရမယ်လမ်းမှာကတ်နေရမယ်ပေါ့နော်ဒါမျိုး UTV ထုတ်ထားတာလို့ပြောလို့ရတယ်ကွန်ပေါင်းနဲ့ဒီတာယာထဲမှာဘလို့အရာတွေဘလို့ chemical တွေထည့်ပြီးတော့လုပ်ထားပါတယ်ဆိုတာတော့ကျွန်တော်မပြောတော့ဘူးပြီးတော့လေ Formula 1နဲ့ဒီတာယာပြောလို့ရှိရင်အရင်မဆိုင်ဘူးလို့ထင်တယ်ပေါ့နော်ဒါကတော့ကုမ္ပဏီနဲ့ဆိုင်တယ် FIA နဲ့ကုမ္ပဏီနဲ့ဆိုင်တယ်လို့ကျွန်တော်ထင်တော့နောက်ပိုင်းပေါ့နော်ဒီကုမ္ပဏီအကြောင်းပြောရင်းနဲ့နောက်ဗီဒီယိုမှာပဲကျွန်တော်အသေးစိတ်ထပ်ပြောမယ်အဲ့တော့
ကျွန်တော်တို့ဒီတာယာဘက်ကိုပဲပြန်လှည့်မယ်ပေါ့နော်ကွန်ပေါင်းဆိုတာကတော့ပြောလို့ရှိရင်နာမည်တစ်ခုလိုပဲသဘောထားလိုက်ပေါ့နော် Okay အဲ့တော့ကျွန်တော်တို့ဒီ Formula 1တာယာမှာအဓိကကွန်ပေါင်း3ခုရှိတယ် dry ရယ် intermediate ရယ် full wet ရယ်ဆိုပြီးတော့3မျိုးရှိတယ်ဒီ3ခုကိုမှကျွန်တော်တို့ကအမျိုးအစားတွေထပ်ခွဲလိုက်မယ် dry မှာဒီ3ခုမှာပေါ့နော် dry မှာအမျိုးအစား5ခုရှိတယ်ပြီးတော့ intermediate ရယ်ပြီးရင် full wet ရယ်ဆိုပြီးတော့9မျိုးဖြစ်သွားတယ်ပေါ့နော်ဒီ intermediate နဲ့ full wet ကတော့ကျွန်တော်နောက်ပြန်ရှင်းပြပေးမယ်ဒီ dry ဘက်ကိုကျွန်တော်ပြန်အရင်ရှင်းပြပေးမယ်ပေါ့နော် Okay အဲ့တော့ dry လို့ဘာလို့ခေါ်ရလဲဆိုတော့ရှင်းတယ်ပြောလို့ရှိရင်6သွေးတဲ့လမ်းတွေပေါ်မှာမောင်းအောင်မှာမို့လို့ပေါ့နော်ဒီ dry မှာမျိုးစားကျွန်တော်ခုနပြောလို့မျိုးစားကွန်ပေါင်း5ခုရှိတယ်ကွန်ပေါင်းနဲ့ဆိုတော့ပြောလို့ရှိရင်ဒီရှင်းပြပေးမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ compound 1 compound 2 compound 3 compound 4 compound 5ပေါ့နော်အရင်တော့ compound 6ထိရှိတယ်6ကကြတော့မသုံးတော့ဘူးလို့ပြောတယ်ပေါ့နော်စမ်းသပ်နေတဲ့ဒါမှမဟုတ်မသုံးတော့ဘူးပေါ့နော်အဲ့တော့ compound 5ထိပဲရှိတယ်အဲ့ဒါကိုကျွန်တော်တို့က C1 C2 C3 C4 C5 ဆိုပြီးတော့ခေါ်တယ်ပေါ့နော်အဲ့တော့ compound ဆိုတာဟိုလိုကြီးမှတ်ထားတယ်ပေါ့နော် compound ဆိုတာတကယ်တော့နာမည်တစ်ခုလိုပဲမှတ်ထားလိုက်ပေါ့ဒီ5ခုကိုကျွန်တော်တို့ဘယ်လိုခွဲရမလဲဆိုတော့အယောင်လေးနဲ့ခွဲလို့ရတယ်အဲ့ဒါကိုကျွန်တော်ပုံလေးနဲ့ပြထားပေးမယ်ပေါ့နော်ဒီထဲမှာကျွန်တော်တို့ C5 ကနေပြီးတော့စသွားလိုက်မယ်ပေါ့နော် C5 ကပြောလို့ရှိရင်တာယာဖြစ်လာဖို့အတွက်လောက်ထားတဲ့ compound တွေထဲမှာအပျော့ဆုံးလို့ပြောလို့ရတယ်ပေါ့နော် compound ရဲ့အလုံးလုံးပုံကဒီပြောလို့ရှိရင်တာယာပူလာလို့ရှိရင်တာယာရဲ့ rubber သားတွေကပျော့လာမယ်ပေါ့နော်ပျော့လာပြီးတော့လမ်းမှာပို့ပြီးတော့ကတ်နေမယ် grip ပိုကောင်းမယ်ပေါ့နော်ဒါပေမဲ့ C5 မှာကျတော့ကွန်ပေါင်းကပိုပျော့တော့ခါကျတော့ပူလို့ရှိရင်တာယာတွေကအမြင်အရေးပျော်တယ်ပေါ့နော်ပြောလို့ကျွန်တော်မျိုးလုံးထဲမှာမြင်အောင်ပြောရမယ်ဆိုရင်တာယာတွေကမြင်အရေးပျော်တော့ခါကျတော့ကြမခံဘူးလို့ပြောလို့ရတယ်ပေါ့နော်ဒီတော့ C5 ကိုသုံးမယ်ဆိုရင်တာယာခဏလဲနေရနိုင်မယ်ပေါ့နော်အဲ့လိုမျိုးဒီတော့ C5 ရဲ့ကွန်ပေါင်းကအပျော့ဆုံးလို့ပြောလို့ရတယ် C5 ကနေ C4 ကိုကျွန်တော်တို့က soft ထားရလို့ခေါ်တယ်ပြီးရင်တော့ C4 လည်းပြန်ပါတယ်ပေါ့နော် C4 C3 C2 ကကြတော့ကျွန်တော်တို့ medium လို့ပြောလို့ရတယ်သူ့ရဲ့ compound ကကြတော့ရိုင်းမပြော့လို့ရိုင်းလည်းမမာဘူးပေါ့နော်အဲ့တော့အလေလက်လို့ပြောလို့ရအဲ့ကြောင့် medium လို့လည်းခေါ်တာပေါ့နော် medium tire လို့ခေါ်တယ်ပြီးတော့ C2 နဲ့ C1 ကိုကြတော့ hard tire လို့ခေါ်တယ်သူကကြတော့လမ်းမှာပြောလို့ရှိရင်တာယာပူလာလို့ရှိရင်ကျွန်တော်တို့တာယာကွန်ပေါင်းပြုတ်နိုင်တယ်စွမ်းအားပေါ့နော် C5 လောက်တော့ပျော့ပြီးတော့ပြောလို့ရှိရင်လမ်းမှာ grip အဲ့လောက်ကြီးမကောင်းဘူးဒါပေမဲ့ C5 ရဲ့အားနည်းချက်မှာကျတော့ C1 မှာအားတာတယ်ပေါ့နော် C5 ကကြာမခံဘူး C1 ကကျတော့ပြောလို့ရှိရင်ကြာခံတယ်ပေါ့နော်တာယာကြာခံတယ်ပြောလို့ရှိရင်C5 ကကျွန်တော်တို့အပတ်ရေ10ဘတ်လောက်ပဲပတ်လို့ရမယ်ဆိုရင်C1 ကကျတော့အပတ်ရေ30ပတ်ရေ40အဲ့လောက်ထိပတ်လို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ C5 တဲ့တာရှိခံတယ်လို့ပြောလို့ရတယ်ဒါပေမဲ့သူအားတာချက်အားနည်းချက်လေးနေပေါ့နော်အဲ့တော့ဒီ compound တွေကဘယ်လိုနေရာမှာသုံးလဲဆိုတာကိုကျွန်တော်နောက်ပိုင်းမှာဆက်ရှင်းပြပေးမယ်။ကျန်တဲ့နှစ်ခုကိုတော့ဆက်ပြီးရှင်းပြပေးမယ်။ဒီတော့ကျန်တဲ့နောက်နှစ်ခုဖြစ်တဲ့ intermediate နဲ့ full wet မှာကြတော့ intermediate ကကြတော့ပြောလို့ရှိရင်မိုးနည်းနည်းလေးပဲဖွယ်လေးပဲရွာတဲ့အချိန်ပြောလို့ရှိရင်လမ်းကနည်းနည်းဆူဆွတ်သွားတဲ့အချိန်မှာဒီ intermediate ဆိုတဲ့ tire ကိုသုံးတယ်။ full wet ကကြတော့မိုးကြီးရမ်းသေးတဲ့အချိန်ပြောလို့ရှိရင်လမ်းကတော့မမြင်ရတော့တဲ့အချိန်လေးမှာဒီ full wet ကိုသုံးတယ်။ဘာလို့ဒီနှစ်ခုကိုကျွန်တော်ခွဲပြောလဲဆိုတော့ဒီ tire တွေကမိုးရွာမှာသုံးတာဖြစ်တယ်အပေါ်ကပြောခဲ့တဲ့ကွန်ပေါင်း5ခုနဲ့မတူတာကဒီမိုးရွာတဲ့အခါမှာသုံးတဲ့ tire တွေကပြောလို့ရှိရင်grip ဖြစ်တယ်ဆိုတာထက်အဲ့လို slim မဖြစ်အောင်ပို့ပြီးတော့အသားပေးတယ်ပေါ့နော်ပြီးတော့ဒီ tire နဲ့ရေပြောလို့ရှိရင်တာယာနဲ့ဆွတ်နေတဲ့ရေနဲ့ပေါ့နော်အဲ့လိုအတက်နိုင်ဆုံးထိတွေ့မှုနည်းအောင်သူတို့ကသိရမလားကျွန်တော်တို့ပုံမှန်ကားတွေမှာလိုပဲဗျာအကြောင်းလေးတွေအဲ့လိုမျိုးလေးတွေလုပ်ပေးထားတယ်ပေါ့နော်တာမန်တာယာတွေလို့ကျွန်တော်တို့လုပ်ပေးထားတယ်အဲ့တော့အပေါ်မှာပြောခဲ့တဲ့၅ခုမှာတော့ဒီလိုတွေမပါဘဲနဲ့လမ်းနဲ့တာယာနဲ့ပြောလို့ရှိရင်လမ်းနဲ့တာယာမျက်နှာပြင်နဲ့ 100% ကတ်နေအောင်သူတို့အပြားလိုက်ကြီးပေါ့နော်အကြောင်းလေးတွေလုံးဝမပါဘူးအဲအကြောင်းကျွန်တော်ဒီ compound 5ခုနဲ့ဒီ channel 2ခုကျွန်တော်ခွဲပြောတာပေါ့နော်အဲ့တော့ကျွန်တော်တို့ဘယ်မှာတွေမှာသုံးလဲပေါ့နော်ဘယ်လိုတွေသုံးလဲဆိုတော့ကျွန်တော်ပြောလိုက်ရအောင်ဒီ hard ကနေပဲစပြောလိုက်မယ်ပေါ့နော် hard ပြောလို့ရှိရင် compound C1 ဒါမှမဟုတ် C2 ပေါ့နော်ဒါကို hard tire လို့ခေါ်တယ် hard tire ပေါ့နော်မာတယ်ပေါ့နော်မာတဲ့ tire လို့ခေါ်တယ်ပြောလို့ရှိရင်တော့ရှေ့မှာပြောသေးတယ်လို့ပဲဒီ tire တွေကအယောင်လေးနဲ့ခွဲလို့ရတယ်အဲ့တော့ C1 နဲ့ C2 မှာ tire အယောင်ကကျတော့အဖြူရောင်ပေါ့နော်
အဖြူအောင်ဆိုမဲ့တာယာတစ်ခုလုံးကြီးအဖြူအောင်မဟုတ်ဘူးတာယာရဲ့ဒီမျက်နှာပြင်ပေါ့နော်ဒီဒါရက်တာယာဆိုရင်ဒီမျက်နှာပြင်မှာသူတို့ကPirelli ရဲ့အဖြူအောင် logo လေးနဲ့လုပ်ပေးထားတယ်ပေါ့နော်ဒီ C1 နဲ့ C2 ကအကြာကြီးမောင်းလို့ရပါမယ်ကျွန်တော်တို့ခုနပြောခဲ့လို့ပဲ grade ကတော့ပြောလို့ရှိရင် C5 ထက်တော့နည်းတယ်အဲ့လောက်ကြီးလမ်းနဲ့မကတ်နေဘူးပေါ့နော်ဒါပေမဲ့ကြာရှည်ခံတယ်ပြီးတော့နောက်တစ်ခုကကျတော့ medium ကျတော့ကျွန်တော်တို့အရောင်နဲ့သတ်မှတ်မယ်ဆိုရင်အဝါရောင်နဲ့သတ်မှတ်လို့ရတယ်ပေါ့နော်အဝါရောင်နဲ့သတ်မှတ်လို့ရတယ် C2 C3 C4 ဒါတွေကို medium လို့ခေါ်တယ်ပြောလို့ရှိရင် grade ရဲ့ပြောလို့ရှိရင် C5 လိုမျိုး grade ကောင်းမှုနဲ့ပြောလို့ရှိရင် C1 လိုမျိုးတာရှည်ခံမှုဂျားချထားတယ်ပေါ့နော်အဲ့သုံးခုကကြတော့ဂျားချထားတယ်ပြောလို့ရှိရင်ဒီ medium ကတော့ race ပြိုင်ပွဲတွေမှာအများဆုံးသုံးတယ်ပေါ့နော်နောက်တစ်ခုကကြတော့ကျွန်တော်တို့ soft tire ကကြတော့ C4 ဒါမှမဟုတ် C5 အရောင်ကတော့အနီရောင်နဲ့သတ်မှတ်ထားတယ်အပျော်ဆုံးကွန်ပေါင်းလို့ပြောလို့ရတယ်ပေါ့နော် grade ကကောင်းတယ် qualifying ပွဲတွေမှာဒီအရှိန်ကိုမြင်မြန်မောင်းဖို့ပြောလို့ရှိရင် full position ကိုရဖို့အတွက် soft tire တွေကိုအများဆုံးသုံးတယ်ပေါ့နော်အဓိကထားသုံးတယ်ဒါပေမဲ့ပြောလို့ရှိရင်ဒီမမြန်ပူတယ်မမြန်ပူတော့ tire တွေမမြန်ပြောတော့ခါကျတော့မမြန်ပျက်စီးတယ်ပေါ့ဗျာအဲ့တော့ tire မမြန်စားတယ်အဲ့တော့ကျွန်တော်တို့ဒီလိုမျိုးသုံးတယ်ပေါ့နော်ဒီ၅ခုပေါ့နောက်တစ်ခုကကျတော့ intermediate ကလည်းအရောင်နဲ့ခွဲပေးထားတယ်ဘာလိုမျိုးလဲဆိုတော့ intermediate ကအစိမ်းရောင်နဲ့သတ်မှတ်ထားတယ်ဒီ intermediate ကဘယ်လိုမျိုးအခြေအနေတွေမှာသုံးတာလဲဆိုတော့လမ်းကအရန်ကြီးမဆိုးဘူးပြောလို့ရှိရင်မိုးအရန်ကြီးမရွာဘူးရေနည်းနည်းပဲရှိတဲ့အချိန်ပြောလို့ရှိရင်ဒီတာယာကလို့သွားလို့ရှိရင်တစ်စက္ကန့်ကို25ဒါမှမဟုတ်30ကီလိုမီတာလောက်ဖယ်ရှားပေးတယ်ပေါ့နော်နောက်တစ်ခုကကျတော့ full wet ကကျတော့ကျွန်တော်တို့အပြာရောင်နဲ့သတ်မှတ်လို့ရတယ်မိုးရမ်းသဲနေတဲ့အချိန်ပြောလို့ရှိရင် heavy rain တွေပေါ့နော်အဲ့ဒီအချိန်မှာသုံးတယ်တစ်စက္ကန့်ကိုသူကရေလီတာပေါင်း85လီတာနေပြီးတော့85လီတာပေါ့နော်ဒီနှစ်ခုကြားမှာသူတို့ဖယ်ရှားပေးတယ်ပြောလို့ရှိရင်ကားဘိန်းက slip ဖြစ်သွားအောင်ပေါ့နော်အရန်ကြီး slip ဖြစ်သွားအောင်ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီလိုပုံမှန်ကားမောင်းနေတဲ့အချိန်မှာတော့ကျွန်တော်တို့မတိတာဘူးပေါ့နော် slip ဖြစ်တာမဖြစ်တာဒါပေမဲ့အဲ့လိုဖွယ်လေးရွာတဲ့အချိန်တို့ကျွန်တော်ကားမောင်းလို့ရှိရင်အရန်တိတာပါတယ်ပေါ့နော်နဲ့ကား break အုပ်လို့ရှိရင်နည်းနည်းရှူပါသွားတာတော့အဲ့လိုမျိုးဖြစ်တတ်တယ်ပေါ့နော်အဲ့တော့ဒီ Formula 1ကားတွေမှာတနာရီ300ကီလိုမီတာနဲ့သွားနေတဲ့အချိန်မှာဆိုတော့ပြောလို့ရှိရင်အရန် slip ဖြစ်တာမြန်တယ်ပေါ့နော်အဲ့တော့ဒီတာယာတွေမှာပြောလို့ရှိရင်သုံးတယ်ပေါ့နော်အဲ့တော့တာယာကဘယ်နေရာမှာသုံးတာလဲတည်သွားပြီဆိုတော့ဒီတာယာနဲ့ပတ်သက်တာနောက်တစ်ခုကိုကျွန်တော်တို့ထပ်ဆက်မယ်ပြိုင်ပွဲတစ်ပွဲမှာပြောလို့ရှိရင်တာယာကိုသုံးကျင်တဲ့လောက်သုံးလို့မရဘူးပေါ့နော် team တစ်တင်ကနေပြီးတော့တာယာပြောလို့ရှိရင်ဒီပြိုင်ပွဲမှာတာယာအလုံး50သုံးမယ်ဟေ့အများနဲ့လဲနေမယ်ပေါ့နော်အဲ့လိုသုံးလို့မရဘူးပေါ့နော် FIA ကသတ်မှတ်ထားတဲ့ပမာဏကိုပဲ team line ကသုံးခွင့်ရတယ်ပေါ့နော်အဲ့ဒီစီးမြင်လေးကိုကျွန်တော်ပြောပြမယ်ပုံမှန်အားဖြင့် driver တယောက်ကတကယ်လို့မိုးမရွာဘူးဆိုရင်ပေါ့ဗျာတာမန်ရာသီဥတုလေးဆိုရင်တော့သူ့အတွက်ပြောလို့ရှိရင်ကျွန်တော်တို့ပြိုင်ပွဲတစ်ပွဲစာပေါ့နော်ပြိုင်ပွဲတစ်ပွဲကိုတာယာ73စုံရတယ်ပေါ့နော်73စုံပြောလို့ရှိရင်တစ်စုံကိုဘိန်းလေးဘိန်းပါတယ်ပေါ့နော်ဘိန်းလေးဘိန်းပါတယ်အဲ့ဒါကိုတစ်စုံလို့ခေါ်တယ်အဲ့လိုမျိုးတာယာ73စုံရတယ်ပေါ့နော်ခုနကကျွန်တော်ပြောလို့တာယာတစ်စုံမှာ၄လုံးပါတဲ့အတွက်ကျွန်တော်တို့စုစုပေါင်း52လုံးပေါ့နော်တာယာ52လုံးရမယ်အဲ့ဒီတာယာ52လုံးထဲမှာပြောလို့ရှိရင် hard ပေါ့နော် hard C1 နဲ့ C2 ကကျတော့နှစ်စုံရမယ် medium ကျတော့ C2 C3 C4 ကကျတော့3စုံရမယ်ပြီးလို့ရှိရင် soft ကကျတော့8စုံရမယ် soft ကကျတော့ဘာလို့လဲဆိုတော့သိရမှာတော့ကျွန်တော်ခုနကပြောသလိုပဲမြန်တာယာမြန်ပုတ်တိုက်မှုအားများပြီးတော့တာယာမြန်ပြက်စီးတဲ့အတွက်သူကတော့8စုံပေးထားတယ်ပေါ့နော်ပြောလို့ရှိရင်ဒီပေးထားတဲ့73စုံလုံးကိုလည်းတာယာ73စုံလုံးကိုလည်းတစ်ခါတည်းသုံးလို့မရဘူးအပိုင်းလိုက်တွေပြန်ခွဲပြီးတော့တာယာပြန်ပေးရတာယာ return ရတဲ့စီးမြင်လည်းရှိတယ်ပေါ့နော်အဲ့ဒါကကြတော့ပြောလို့ရှိရင် free practice တွေမှာပြန်ပေးရတယ်ပေါ့နော်ဒီ free practice 1ပြီးသွားလို့ရှိရင်တာယာ2စုံပြန်ပေးရတယ် free practice 2ပြီးသွားလို့ရှိရင်တာယာ2စုံထပ်ပေးရတယ် free practice 3ပြီးသွားလို့ရှိရင်နောက်ထပ်တာယာ2စုံပြန်ပေးရတယ်အဲ့တော့2 4 6စုံပေါ့နော်6စုံပြန်ပေးရတယ်ဒါကြောင့်ပြောလို့ရှိရင် qualifying ရဲ့ဒါပြီးတော့နောက်ဆုံးအဓိကပြိုင်ပွဲကြီးပေါ့နော်အဓိကပြိုင်ပွဲကြီးအတွက်တွက်ကြည့်မယ်ဆိုတော့တာယာ9စုံလောက်ပဲကျန်တယ်ပေါ့နော်ပြောလို့ရှိရင်တကယ်ပြိုင်ပွဲနေ့တွေမှာအသင်းတွေကအနည်းဆုံးတာယာ2စုံပေါ့နော်များသောအားဖြင့် medium ဒါမှမဟုတ် hard ဒီနှစ်မျိုးကိုအသစ်တိုင်းပေါ့နော်မသုံးမဲနဲ့ခြံထားလေးရှိတယ်ပြီးတော့ပြိုင်ပွဲအတွင်းမှာမတူညီတဲ့ကွန်ပေါင်းနှစ်မျိုးသုံးရတယ်ပေါ့နော်ဥပမာ medium တလဲ hard တလဲအဲ့ကွန်ပေါင်းနှစ်ခုကိုမဖြစ်မနေသုံးရတယ်ပေါ့နော်ပြောလို့ရှိရင်medium ကြီးပဲပြိုင်ပွဲတစ်ပွဲလုံးသွားလို့မရသလိုဒီ hard ကြီးပဲပြိုင်ပွဲတစ်ပွဲလုံးသွားလို့မရဘူးဒီလိုပဲ
soft ကြီးပဲပြိုင်ပွဲလုံးသွားလို့မရဘူးပေါ့နော်ဒီလိုမျိုးနှစ်စုံသုံးရမယ်ဆိုပြီးတော့ကြီးကန့်ညက်ချတာအကြောင်းအနည်းဆုံး pit stop တစ်ခါဝင်ရမယ်ပေါ့နော်ဒါပေမဲ့လည်းpit stop strategy ဆိုတာရှိပါတယ်အဲ့ဒါကျွန်တော်နောက်ကြရင်ပြပြမယ်ပေါ့နော်နောက်ပိုင်းမှာပါတယ်ပေါ့နော်အဲ့တော့တကယ်လို့ပြိုင်ပွဲကြီးကမိုးရွာသွားခဲ့ရင်ကျွန်တော်တို့ဘယ်လိုလုပ်မလဲပေါ့နော်ဒီမိုးရွာသွားခဲ့ရင်တော့ဒီစီးမြင့်ကပြတ်သွားတယ်ပြောလို့ရှိရင်အကျုံးဝင်တော့ဘူးပေါ့နော်အဲ့ဒီကနေပြီးတော့သူတို့ခုနကျွန်တော်ပြောတဲ့ဒါယာ73စုံထဲမှာ intermediate ရဲ့ full ရဲ့မပါသေးဘူးပေါ့နော်အဲ့ဒီတော့သူတို့ကမိုးရွာခဲ့လို့ရှိရင်ဆိုပြီးတော့ပေါ့နော်သူတို့ဒီ73စုံအပြင်နောက်ထပ် intermediate ပေါ့နော် intermediate က4စုံထပ်ရမယ် full work ကကျတော့3စုံထပ်ရမယ်အဲ့တော့မိုးရွာခဲ့လို့ရှိရင်တော့ဒီစီမီကပြတ်သွားတယ်ပေါ့နော်ပြတ်သွားပြီးတော့ချက်ချင်းပစ်ထဲဝင်ပြီးတော့မိုးရွာပြီးဆိုတာနဲ့ပစ်ထဲဝင်ပြီးတော့ဒီ intermediate ဒါမှမဟုတ် full work အဲ့ဒီဒါယာတွေအမြန်လဲရတယ်ပေါ့နော်အဲ့ဒါမှပဲနှုတ်ဆိုရင် slip ဖြစ်ပြီးတော့အသက်ဆုံးရှုံးတာတွေဖြစ်တတ်တယ်ပေါ့နော်ပြီးတော့တကယ်လို့ spin race တွေရှိတဲ့အပတ်တွေမှာတော့စီးမြင့်လေးကအနှဲငယ်ပြောင်းတယ်ပေါ့နော်ပြောလို့ရှိရင်အများကြီးတော့ပြောင်းသူတို့ကဒီပြိုင်ပွဲတစ်ပွဲနဲ့တစ်ပွဲကိုလိုက်ပြီးတော့ကစားပေးနေတာပေါ့နော်စီးမြင့်လေးတွေကစားပေးတယ်စီးမြင့်နှဲငယ်ပြောင်းပြီးတော့ပြောလို့ရှိရင် spin race တွေကြာလို့ရှိရင်dry tire ပေါ့နော်ပြောလို့ခုန soft medium hard တာယာ12စုံပဲရတယ်ပေါ့နော်ပြောလို့ရှိရင် soft က6စုံ medium 4စုံ hard က2စုံပေါ့နော်ဒီ12စုံပဲရတယ်ဒီဟာကိုနှိမ့်ချုပ်ပြောရမယ်ဆိုရင် driver တယောက်ကဒီ race weekend တစ်ခုလုံးအတွက်တာယာ73စုံပဲရပါမယ်တကယ်တမ်းအဆုံးဖြတ်ပေးမယ်တကယ်ပြိုင်ပွဲရောက်တဲ့အချိန်မှာတာယာအသစ်ရောအဟောင်းရောပေါင်းလို့ရှိရင်တာယာ6စုံ9စုံလောက်ပဲဒီ3ဝင်ရှိတယ်ပေါ့နော်ပြောလို့ရှိရင်ခုနကတော့ပြောရဲ return tire return စီးမြင့်နေကြအောင်ပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ရဲ့တာယာတက်တန်းလေးကိုသွားမယ်ပေါ့နော်။နောက်ခုနအပေါ်မှာပြောခဲ့သလိုပေါ့နော်။ soft tire ဘယ်လောက်ခံနေအဲ့ဒါလေးအတိအကျပြောပြပေးမယ်ပေါ့နော်။ Formula 1 tire တစ်ခုကကျွန်တော်တို့လမ်းပေါ်မှာမောင်းတဲ့ရိုးရိုး tire တွေလို့ကီလိုမီတာ1000နဲ့ချီခံအောင်လုပ်ထားတာမဟုတ်ဘူးပေါ့နော်။သူတို့ရဲ့တက်တန်းကပြန်ပြန်အားဖြင့်ကီလိုမီတာ100နေပြီးတော့120ဒါမှမဟုတ်အပတ်ရည်လဲဆိုရင်အပတ်30 40တောင်မဟုတ်တော့30အများဆုံးပေါ့နော်အဲ့လောက်မှာတင်တာယာရဲ့တက်တန်းကုံဆုံးလေးရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့တာယာရဲ့တက်တန်းကုံမကုံတာယာရဲ့အပြင်ပန်းကိုကြည့်ပြီးတော့ဟာတာယာဘာမှမဖြစ်သေးပါဘူးပေါ့နော်အကောင်းတိုင်းပဲကြံမယ်လို့ထင်ရပေမဲ့အပူချိန်တာယာရဲ့အပူချိန်အများများလာတဲ့အခါမှာတာယာရဲ့ကွန်ပေါင်းတွေပေါ့နော်ကွန်ပေါင်းတွေကပျော့ဣသွားပြီးတော့ grid လုံးဝမရှိအောင်ဖြစ်သွားတတ်တယ်ပေါ့နော် grip မရှိတော့ဘူးဖြစ်သွားတတ်တယ်ဒါကိုပြောလို့ရှိရင်တာယာကျသွားပြီလို့ပြောလို့ရတယ်ပေါ့နော်အဲ့ချိန်မှာဒီ team ကနေပြီးတော့လမ်းကြည့်နေပြီးတော့ driver တွေက radio ကနေလမ်းပြောလို့ရှိတယ်ပေါ့နော်တာယာလဲမယ် pit stop ဝင်မယ်ဒါမျိုးပေါ့နော်နောက်တစ်ခုကကျတော့တာယာအေးနေတဲ့အချိန်မှာကားကိုအတင်းယုံပြီးတော့မောင်းလို့ရှိရင်တာယာမျက်နှာပြင်က rubber စာလေးတွေကပြောလို့ရှိရင်ကွာကြတတ်တယ်ပေါ့နော်ကွာကြပြီးတော့ကြံခဲ့တာတော့မဟုတ်တာယာပေါ်မှာပဲပြန်ကတ်နေတယ်ပေါ့နော်အဲ့လိုဖြစ်လို့ရှိရင်ပြောလို့ရှိရင်တာယာgrip ပိုကျစီတယ်ပေါ့နော်ခုနကလိုပဲ grip ကျစီတယ်ခလုတ်တိုက်တယ်ဆိုပြီးတော့ပြောလို့ရတယ်ပေါ့နော်တာယာခလုတ်တိုက်တယ်ဆိုပြီးတော့ပြောပြီးတော့ပြောလို့ရှိရင် grip မကောင်းတော့ဘူးပေါ့နော်အဲ့တော့တာယာမပူသေးသေးတာယာမနွေးနေသေးသေးတော့အရင်ဂျုံခိုင်းလို့မရဘူးတာယာလေးနွေးအောင်လုပ်ပြီးတော့မှဒီတာယာကောင်းကောင်းအလုပ်လုပ်မှာကောင်းကောင်း grip ကောင်းမှာပေါ့နော်အဲ့တော့တာယာနွေးအောင်ဘယ်လိုလုပ်မလဲပေါ့နော်ကျွန်တော် steering wheel ဗီဒီယိုထဲမှာပြောထားတာရှိတယ်တာယာဟိုနွေးအောင်လုပ်တဲ့ခလုတ်ပါတယ်ပေါ့နော်တကယ်လို့အဲ့ဗီဒီယိုမကြည့်ရသေးဘူးဆိုသွားကြည့်ပါတကယ်ကိုဘဝတုဒ္ဒရစရာလို့ပြောလို့ရပါတယ်ကျွန်တော်တို့မသိတာတွေဒီခလုတ်ထဲမှာပါတယ်ပေါ့နော်ဒီခလုတ်ကြောင်းပြောတဲ့ထဲမှာပါတယ်အဲ့တော့သွားကြည့်ပါဒါတော့ကြောင်ညာဝင်တာပေါ့နော်အဲ့တော့နောက်တစ်ခုကကျတော့တာယာရဲ့အတွင်းပိုင်းကအရန်ပူလာပြီးတော့အပြင်ကတာယာအေးနေတယ်ဆိုရင်တာယာထဲမှာအဲ့လိုလေဖောင်းတာတွေဖြစ်လာပြီးတော့ပေါက်ထွက်သွားတတ်တယ်ပေါ့နော်ဒါကပြောလို့ရှိရင်တာယာမျက်နှာပြင်မှာပေါက်လေးတွေဖြစ်ပြီးတော့နောက်ကျရင်တာယာပျက်စီးတတ်တယ်ပေါ့နော်ပြောလို့ရှိရင်အပတ်30မပြောနဲ့ပေါ့နော်တာယာ10ဘတ်ဒါမှမဟုတ်15ဘတ်တောင်ခံမှာမဟုတ်ဘူးပေါ့နော်အဲ့လိုဖြစ်လို့ရှိရင်အဲအကြောင်းတာယာနှွေးတဲ့နေရာမှာလည်းတကယ်ကိုအရေးပါတဲ့နေရာလို့ပြောလို့ရတယ်အဲ့တော့ F1 တာယာရဲ့ထူးခြားချက်ကသူ့ရဲ့ performance ကတဖြည်းဖြည်းကျအဲ့လိုကျသွားတာမဟုတ်ဘဲနဲ့ပြောလို့ရှိရင်သူ့ရဲ့ခန္ဓာရည်တစ်ခုရောက်တဲ့အခါမှာအဲ့လိုချက်ချင်း grip မရှိတော့ဘဲနဲ့အဲ့လိုတိတာတယ်ပေါ့နော်မောင်းတဲ့သူတွေဒါမှမဟုတ်ကျွန်တော်တို့ကြည့်နေတဲ့သူတွေဆိုတိတာတယ်ပေါ့နော်ဒီတိုင်းမောင်းနေရနေပြီးတော့အဲ့လို grip မရှိတော့ဘဲနဲ့ဖြစ်သွားတာယာမကောင်းတော့တဲ့အခါကျရင်ဖြစ်သွားတတ်တယ်ပေါ့နော်အဲ့ဒီအချိန်ရောက်လို့ရှိရင် driver ကတပတ်ကိုပြောလို့ရှိရင်ဒီ lap တစ်ပတ်ကို3စက္ကန့်နေပြီးတော့5စက္ကန့်ထိနှေးသွားတတ်ပြီးတော့ဒီလိုနှေးသွားလို့ရှိရင် pit stop တွေဝင်ရုံကလွဲပြီးတော့တခြားနည်းလမ်းမရှိတော့ဘူးပေါ့နော်ပြီးတော့ကျွန်တော်တို့သတိထားကြည့်ရမယ့်အနေနဲ့ပေါ့နော်ပြိုင်ပွဲတွေမှာသတိထားကြည့်ရမယ့်အနေနဲ့ပြိုင်ပွဲတစ်ခါ
ပြီးကန်ဒီတိုင်းမှာဒီပြိုင်ပွဲလမ်းတွေပေါ်မှာပေါ့နော်ဘေးတစ်ဖက်တစ်ချက်စီမှာ rubber စာလေးတွေအမဲလေးတွေပုံနေတာကျွန်တော်တို့တွေ့ဘူးမှာပေါ့နော်ဒါကိုကျွန်တော်တို့ကmarble လို့ခေါ်တယ်ပေါ့နော် driver တစ်ယောက်ကတာယာအသစ်လဲလဲပြီးချင်းမှာဒီ marble တွေကိုနင်းမိသွားလို့ရှိရင်တာယာပေါ်မှာပြောလို့ရှိရင်ဒါကြံခဲ့တဲ့ rubber အဟောင်းလေးတွေပေါ့နော်တကယ်လို့ကတ်သွားလို့ရှိရင်ပေါ့နော်ဒီတာယာဟောင်းလေးတွေကတ်သွားလို့ရှိရင် grip မရတာဖြစ်တတ်တယ်ပေါ့နော်အဲ့တော့ဒီလို grip ပြန်ရဖို့အတွက်တာယာကိုပို့ပြီးတော့ပူအောင်ဒီကတ်နေတဲ့တာယာလေးတွေကိုအရေးပျော်သွားအောင်သူတို့အချိန်ယူရတတ်တယ်ပေါ့နော်အဲ့တော့အဲ့ဒါလေးလည်းရှိတယ်ဒါပေမဲ့တန်ရှင်းသမားတွေမြင်တဲ့အချိန်မှာတော့အဲ့လို safety ကထွက်လာပြီးတော့အဲ့နာတွေရှင်းပြီးတယ်ပေါ့နော်နောက်တစ်ခုအနေနဲ့က F1 တာယာတစ်ခုကပြောလို့ရှိရင်အလုံးလုံးတဲ့အပူချိန်က100 degree centigrade ရှိတယ်ပေါ့နော်ဒီချိန်ဒီအပူချိန်ကိုရောက်မှသာတာယာကောင်းကောင်းအလုပ်လုပ်မှာပေါ့နော်လမ်းတွေပေါ်မှာကတ်မယ်ကောင်းကောင်းလေးမောင်းလို့ကောင်းမှာပေါ့နော်တကယ်လို့အဲ့ဒီကိုမရောက်ဘူးဆိုရင်ဒီတာယာကြီးကပြောလို့ရှိရင် plastic တုံးကြီးလိုမာပြီးတော့ပေါ့နော်မာပြီးတော့အဲ့လိုဘာမှလုပ်လို့မရဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီအပူချိန်ကိုရောက်အောင်ပြောလို့ရှိရင်ဒီကားကတာယာစစတက်ချင်းမှာဒီအပူချိန်ရောက်အောင်ဘယ်လိုလုပ်ရလဲဆိုတာကိုပြပြပေးမယ်ပေါ့နော်အဲ့တော့ဒီတာယာကဒီ100 degree centigrade ရောက်အောင်ကျွန်တော်တို့ကကားပေါ်မှာတက်လိုက်မှရောက်သွားတာမဟုတ်ဘူးပေါ့နော်ဒီတာယာကို100 degree centigrade အပူချိန်ထိန်းထားရတဲ့တာယာ blanket တွေဆိုတာရှိတယ်ပေါ့နော် F1 ကားတစ်စီးဖြစ်တဲ့ဝင်နေတဲ့အချိန်မှာကျွန်တော်တို့ဘိန်းတွေပေါ်မှာပေါ့နော်အဲ့အမဲလေးတွေတွေ့ဘူးမှာပါအဲ့အမဲလေး pit stop တွေဝင်ပြီးတော့တာယာတက်ခံဒီမှာဒီဘိန်းကိုခွာပြီးတော့ကောက်တက်လိုက်တာအဲ့လိုမျိုးပေါ့နော်အဲ့ဒါခုကြည့်နေတဲ့တွေသတိထားမိမှာပါဒါကိုကျွန်တော်တို့တာယာ blanket လို့ခေါ်ရဲပေါ့နော်ဒါကပြောလို့ရှိရင်ဒီ team တစ်ခုနဲ့တစ်ခုကသူတို့ရဲ့ strategy ကိုပိတ်ထားတာပြောလို့ရှိရင်ကြည့်လို့မရအောင်ကာထားတာမဟုတ်ဘူးပေါ့နော်ဒီလိုလှုပ်ချင်းတာယာရဲ့စွမ်းဆောင်နိုင်စွမ်းပေါ့နော်သူတို့ရဲ့ strategy ဘိုင်းမှာအရန်ကိုအရေးကြီးတဲ့အရာလို့ပြောလို့ရတယ်ဒီတာယာ blanket ကကျွန်တော်ခုနကပြောသလိုပဲတာယာ F1 တာယာတွေကအပူချိန်80 degree ကနေ100 degree centigrade လောက်ရှိမှသာလမ်းပေါ်မှာကောင်းကောင်း grip လုပ်နိုင်မှာပေါ့နော်အကယ်၍ဒီတာယာကအဲ့လောက်မရှိဘူးအဲ့ဒီပူချိန်မရှိဘူးအေးနေမယ်ဆိုရင်ပြောရင် plastic တုံးကြီး rubber ကြောက်ခဲကြီးလို့မာကျောနေပြီးတော့ကားပြောလို့ရှိရင်ရေခဲပြင်ပေါ်မောင်းနေရလို့ပေါ့နော် short ထွက်သွားမှာပေါ့ slip အရန်ဖြစ်သွားတတ်တယ်ပေါ့နော်ဒါကြောင့်ပြောလို့ရှိရင်ကားထဲမှာမတက်ခင်ပေါ့နော်ဒီအိတ်နဲ့သူတို့က temperature ကိုထိန်းထားရတယ်ပြီးတော့အရင်ကတာယာတွေကို100 degree အထိအပူချိန်ထိန်းထားခွင့်ရှိပေမဲ့အခုနောက်ပိုင်းပေါ့နော်အထူးသဖြင့်2026စီးညင်းတွေအရာပေါ့နော် FIA ကစွမ်းရည်ချွေတာဖို့အတွက်အပူချိန်ကိုတဖြည်းဖြည်း short ခိုင်းတယ်ပေါ့နော်အဲ့တော့ပြောလို့ရှိရင်လက်ရှိမှာတော့ဒီတာယာ blanket နဲ့တာယာကို80 degree centigrade လောက်ပဲသူတို့ထိန်းထားခွင့်ရှိတယ်ပေါ့နော်ကြံတဲ့80 degree 100 degree ရောက်ဖို့ဆိုရင်ဒီကားပေါ်တက်လိုက်မှပဲရမယ်ဆိုပြီးတော့သူတို့စီကံချချလိုက်တယ်အဲ့တော့ကျွန်တော်တို့ဒီလိုလုပ်လိုက်ခြင်းရဲ့ရလဒ်အနေနဲ့ driver တွေကပစ်ထဲဝင်ပြီးတော့ထွက်လာခြင်းမှာတာယာကလုံလောက်တဲ့အပူချိန်မရှိသေးတဲ့အတွက်ကားထိန်းရတာပို့ပြီးတော့ခက်တယ်ပေါ့နော်ဒါကို cold outlet လို့ခေါ်ပြီးတော့ဒီချိန်မှာပြောလို့ရှိရင်အမားယွန်းနေဖြစ်ပြီးတော့လမ်းချော်ထွက်တာတွေဒါမှမဟုတ် slip ဖြစ်သွားတာဖြစ်တတ်တယ်ပေါ့နော်ပြီးတော့ FIA က2026ဒီစီးမြင်းမှာပေါ့နော်တာယာ blanket ကိုသူတို့လုံးဝဘန်းဖို့စူးစမ်းသေးတယ်ပေါ့နော်ဒါပေမဲ့လည်း driver တွေကဒီတာယာအဲ့လိုအပူချိန်မရှိတဲ့တာယာအေးကြီးတွေနဲ့ပေါ့နော်ပြောလို့ရှိရင်တာယာအေးကြီးနဲ့တန်းထွက်ရလို့ရှိရင်အန်ရယ်များတယ်ဆိုပြီးကန့်ကွက်ခဲ့ကြတယ် driver တွေကအခုလောလောဆယ်မှာတော့ဒီအပူချိန် short ချပြီးတော့ပဲအသုံးပြုခွင့်ပေးထားတယ်ပေါ့နော်ဘယ်ချိန်မှာဘန်းမလဲဆိုတာကျွန်တော်တို့ပြောလို့ရှိရင်စောင့်ကြည့်ရမယ်ပေါ့နော်ပြောလို့ရှိရင်ဒီတာယာ blanket ကနေထွက်လာတဲ့အပူချိန်ကိုအမြန်ဆုံးတက်လာအောင် driver တွေကကားကိုတော့ CRM ဗီဒီယိုထဲမှာပြောခဲ့သလိုပဲပေါ့နော်ဟိုဘက်ကွေ့လိုက်ဒီဘက်ကွေ့လိုက်လောက်ရတယ်ပေါ့နော် waving လောက်ရတယ်ပေါ့နော်လောက်ပြီးတော့ brake ကိုပြောလို့ရှိရင်ပြင်းပြင်းထန်ထန်နင်းပြီးတော့အပူထုတ်တာတွေအဲ့ဒါတွေလောက်ရတယ်ပေါ့နော်ဒါကပြောလို့ရှိရင်ပြိုင်ပွဲအစတွေမှာတွေ့တတ်တဲ့ပုံစံလေးတွေပေါ့နော်ဒါကပြောလို့ရှိရင်အလှလောက်တာမဟုတ်ပရိသတ်တွေကိုပျော်အောင်လုပ်တာမဟုတ်ပေါ့နော်ပရိသတ်တွေကို entertainment လုပ်တာမဟုတ်ဘူးသူတို့တာယာကိုနှွှေးနေတာပေါ့နော်သူတို့တာယာကို100 degree အဲ့လိုမျိုး100 degree centigrade လောက်ရောက်အောင်တေချာလုပ်နေတာပေါ့နော်ပြီးတော့ fun fact အနေနဲ့ပေါ့နော် fun fact အနေနဲ့တာယာ blanket တွေကထွက်လာတဲ့တာယာတစ်လုံးอ่ะပေါ့နော်ခင်ဗျားတို့အိမ်ကဟင်းချက်တဲ့ဒဲကိုအပူထက်တောင်ပို့ပြီးတော့ပူနေတယ်ပေါ့နော်ဒါပေမဲ့ F1 ကားတစ်စီးအတွက်တော့ဒီအပူချိန်ကပြောလို့ရှိရင်အေးတယ်လို့ပဲကျွန်တော်တို့သတ်မှတ်လို့ရတယ်ပေါ့နော်ဒါကတော့ fan fact ပေါ့နော် okay ထားပါနောက်တစ်ခုသွားကြမယ်နောက်တစ်ခုကကျတော့နောက်တို့ pit stop strategy ပေါ့နော် Formula 1မှာပြောလို့ရှိရင်တစ်ဖက် driver ကိုကြော်တက်ဖို့ဆိုရင်ဒီ track ပေါ်မှာမဟုတ်ဘဲနဲ့ pit lane ထဲမှာလည်းဆုံးဖြတ်ပေးလို့ရတယ်ပေါ့နော်ကြော်တက်လို့ရတယ်ပေါ့ဒါကို pit stop strategy လို့ခေါ်တယ်ဒီ pit stop strategy မှာအဓိက strategy က2မျိုးရှိတယ်အဲ့တော့ပထမ strategy ကကျတော့ undercut လို့ခေါ်တယ်ပေါ့နော် undercut ပြောလို့ရှိရင်စောစောစီးစီး pit ထဲဝင်ပြီးတော့ဒီကားကိုပြန်ကြော်တာပေါ့နော်
ဒါက Formula 1မှာအများဆုံးသုံးတဲ့ strategy တစ်ခုလို့ပြောလို့ရတယ်ရှေ့ကကားကို track ပေါ်မှာကြော်ဖို့အတွက်ခက်ခဲနေတဲ့အခါမှာအသင်းက driver ကိုပစ်ထဲကိုအရင်ဝင်ခိုင်းတယ်ဝင်ခိုင်းပြီးတော့ driver ကတာယာအသစ်ပေါ့နော် fresh တာယာနဲ့လဲလိုက်တဲ့အတွက်ရှေ့ကကားထက်တစ်ပတ်ကို1စက္ကန့်ဒါမှမဟုတ်2စက္ကန့်ပိုမြန်သွားတယ်ပေါ့နော်အဲ့တော့ပို့ပြီးတော့တစ်ပတ်ချင်းစီပေါ့နော်မြန်လိုက်လို့ရတယ်ပေါ့နော်ဒီလဲလိုက်ခြင်းရလက်ကရှေ့ကကားနောက်တစ်ပတ်မှာပစ်ထဲဝင်ပြီးတော့ပြန်ထွက်လာတဲ့အခါမှာအချိန်ရနေပြီးသားနောက်ကကားသူ့ရှေ့ကိုရောက်သွားသလိုမျိုးပေါ့ဒါပေမဲ့ဒီနီလန်ကတာယာအသစ်ကိုမှ grip ကောင်းနေမှဒီ strategy အောင်မြင်မှာလို့ပြောလို့ရတယ်ပေါ့နော်တကယ်လို့တာယာအသစ်ကအပူချိန်တက်ဖို့အတွက်အပူချိန်သူလုံလောက်တဲ့အပူချိန်ရဖို့အတွက်အရန်ကြာနေလို့ရှိရင်ဒီ undercut strategy ကပြောလို့ရှိရင် fail သွားတတ်တယ်ပေါ့နော်နောက်တစ်ခုကကျတော့ overcut ကဘာလဲဆိုတော့နောက်ကျမှပစ်ထဲဝင်ပြီးတော့ကြော်တက်တာလို့ပြောလို့ရတယ်ပေါ့နော်ဒါကတော့ undercut ရဲ့ပြောင်းပြန် strategy ပေါ့နော်ရှေ့ကပစ်ထဲဝင်သွားတဲ့အချိန်မှာကိုက trap ပေါ်မှာဆက်နေပြီးတော့အမြန်မောင်းတာပေါ့နော်ဒါကဘယ်လိုလုပ်တာလဲဆိုတော့ရှေ့ကတာယာအသစ်နဲ့အပူချိန်တက်ဖို့ရုံးကန်နေရတဲ့အချိန်ဒါမှမဟုတ်ဒီ traffic ပေါ့နော်ကားပစ်ထဲရမ်းဝင်ပြီးတော့ကားပိတ်နေတဲ့အချိန်ပြောလို့ရှိရင်ရှေ့ကား3စီး4စီးလောက်ပစ်ထဲပြန်ဝင်ပြီးတော့ရှေ့ကားကလည်းဖြည်းဖြည်းလေးမှပြောလို့ရှိရင်တော့ CRM video မှာလည်းပါတယ်ပေါ့နော်ဒီပစ်ထဲဝင်လို့ရှိရင် speed limit သတ်မှတ်ထားတယ်ပေါ့နော်အဲ့လိုသတ်မှတ်ထားတော့ခါကျတော့ရှေ့ကားနဲ့နောက်ကအဲ့လိုမျိုးကားပိတ်တယ်လို့ဖြစ်သွားတယ်ပေါ့နော်ကျွန်တော်တို့ point ပြီးတယ်လို့မျိုးပေါ့နော်ကားပိတ်နေတဲ့အချိန်ကိုကကျတော့အပြင်မှာ track အပြင်မှာclean air ပေါ့နော် clean air ထဲမှာအများဆုံး lap နဲ့ကျွန်တော်တို့မောင်းနေပေါ့နော်အဲ့လိုမျိုး track အပြင်ကနေမောင်းနေ strategy ပေါ့နော်ရှားလက်ကတော့ကိုကပစ်ထဲဝင်ပြီးတော့ပြန်ထွက်လာတဲ့အချိန်မှာရှေ့ကလူရဲ့အရှိကိုရောက်သွားတာဖြစ်တတ်တယ်ဒါပေမဲ့ risk နည်းနည်းတော့ရှိတယ်ပေါ့နော်တာယာအဟောင်းကအရန်စားပြီးတော့တန်းမကြံတော့ဘူးဆိုရင်ဒီဟာ overcut လုပ်လို့မဖြစ်နိုင်ဘူးပေါ့နော် overcut strategy လုပ်လို့မဖြစ်နိုင်ဘူးဒီ strategy က Monaco လိုမျိုးတာယာစားနှုံတက်တာတဲ့ဒီပတ်လန်းတွေမှာပို့ပြီးတော့တုံးများတယ်ပေါ့နော်အဲ့တော့ဒီ team တွေရဲ့ strategist တွေကပေါ့နော်ဒီ strategy ကိုသုံးဖို့အတွက် pit window ကိုအမြဲတမ်းတွက်ချက်နေရတယ်ပေါ့နော်ပြောလို့ရှိရင်ဝင်မဲပြန်ထွက်မယ်ဆိုတော့အမြဲတမ်းတွက်ချက်နေရတယ်ပေါ့နော်တာယာလဲပြီးပြန်ထွက်လာတဲ့အချိန်နောက်တစ်ခါကလည်းပြန်ထွက်လာတဲ့အချိန်အဲ့မှာ speed limit တွေနဲ့အဲ့လိုဟိုဖြစ်ပြီးတော့တယောက်ကတယောက်ပိတ်နေတဲ့အချိန်မှာပြောလို့ရှိရင်ကိုကပို့ပြီးနောက်ကျသွားတတ်တယ်ပေါ့နော်အဲ့လိုမျိုးမဖြစ်အောင် strategist တွေပေါ့နော် team တိုင်းရဲ့ strategist တွေကအမြဲတမ်း pit window လို့ခေါ်တယ်ပေါ့နော်အခုချိန်မှာပစ်ထဲဝင်ပြီးတော့ပြန်ထွက်လို့ရှိရင်မြန်ထွက်နိုင်မလားဆိုပြီးတော့တွက်ချက်ပြီးတဲ့ strategy တွေပေါ့နော်အဲ့ဒါကလည်းအရေးကြီးတယ်ပေါ့နော်အဲ့တော့2026ရဲ့ကားတွေကအရင်ကထက်ပိုပြီးတော့ပေါ့ပါလာပြီးတော့ active area ကိုပါဝင်လာတာကြောင့်တာယာရဲ့အားကိုးမှုကပို့ပြီးတော့များလာတယ်ပေါ့နော်ဒါကြောင့်ဒီ undercut strategy လုပ်တဲ့အချိန်မှာကားရဲ့ area balance ပေါ့နော်ဒီ balance ကိုဘယ်လိုထိန်းမလဲဆိုတော့ engineer တွေကအခုထိတော့ခေါင်းခဲနေတုံးပြောလို့ရတယ်ဒါပေမဲ့CD တော့မပါဘူးပေါ့နော်အဲ့တော့2026မှာဒီပြောင်းလဲသွားတဲ့2026စီးမြင့်နေထဲမှာဒီတာယာလဲပါတယ်ပေါ့နော် F1 က2026ခုနှစ်မှာ engine ဘိုင်းတွေမဟုတ်ဘဲနဲ့ကားရဲ့ကိုယ်တယ်နဲ့တာယာတွေကိုပါပြောင်းလဲလိုက်တယ်ပေါ့နော်ဒါဒီပြောလို့ရှိရင် driver တွေအတွက်ရောပရိသတ်တွေအတွက်ရောစင်ခုံမှုအသစ်တော့ဖြစ်စေတယ်ပေါ့နော်အရင်နှစ်ကတာယာတွေရဲ့ဒီ width ပေါ့နော်အနံပေါ့နော်ကားတာယာရဲ့အနံကိုပြောလို့ရှိရင်တိတိတတ်တာ short ချပစ်လိုက်တယ်ပေါ့နော်တာယာပို့ပြီးတော့သေးသွားတယ်ရှေ့တာယာကို25 mm လောက်ကျင်းလိုက်တယ်ပြီးတော့နောက်တာယာကို30 mm လောက်ပို့ကျင်းအောင်လုပ်လိုက်တယ်ပေါ့နော်ဒီလိုမျိုးလုပ်လိုက်တဲ့ရည်ရွယ်ချက်ကကားရဲ့ aerodynamic ကိုပိုကောင်းစေဖို့နဲ့ကားတစ်စီးလုံးရဲ့အလေးချိန်ကို short ချလိုက်ဖို့ဆိုပြီးတော့ပြောထားတယ်ပေါ့နော်တာယာလေးလုံးပေါင်းလို့ရှိရင်အရင်ကထက် 1.6 kg လောက်ပိုပေါ့သွားပြီးတော့ကားကလည်းပို့ပြီးတော့တွက်လက်လာတယ်လို့ပဲပြောထားတယ်ပေါ့နော်အဲ့တော့ 1.6 kg ဆိုတာကျွန်တော်တို့အတွက်တော့ဘာမှမဟုတ်ဘူးသူတို့အတွက်အဲ့လိုနည်းနည်းလေးရောရင်ကိုမှပြောလို့ရှိရင်1စက္ကန့်ပိုမြန်နိုင်တယ်ပေါ့နော်အဲ့အကြောင်းလေကားပိုပေါ့သွားတယ်ပိုပြီးတော့မြန်သွားတယ်လို့ပြောလို့ရတယ်ပေါ့နော်2026ကားတွေမှာ active aerodynamic လို့ခေါ်တဲ့ရှေ့တောင်ပံနဲ့နောက်တောင်ပံတွေကိုလမ်းကြောင်းပေါ်မူတည်ပြီးတော့အဖွင့်ပိတ်လုပ်တဲ့စနစ်ကပါဝင်လာပြီးဒီစနစ်ကြောင့်လမ်းဖြောင့်တွေမှာ down force နည်းသွားပြီးတော့꿰တဲ့နေရာမှာတော့ down force များလာအောင်သူကလုပ်ပေးတယ်ပေါ့နော်ဒါကတာယာတွေပေါ်မှာကြာရောက်မဲ့ဖိအားပေါ့နော်ဖိအားကိုချိန်နဲ့မျှပြောင်းလဲစေနေရကြောင်းတာယာရဲ့အပူချိန်ကိုထိန်းသိမ်းရတာပို့ပြီးတော့ခက်ခဲလာပြီးတော့ driver ရဲ့တာယာ management ကလည်းပို့ပြီးတော့အရေးပါလာတယ်ပေါ့နော်တာယာတွေကဟုတ်တယ်ပူကျင်းသွားတယ်မှန်ပေမဲ့ကားရဲ့အရှင်ကတော့မလျော့သွားဘူးပေါ့နော်ဒါကြောင့် Pirelli အနေနဲ့ပို့ပြီးတော့သေးသွားတဲ့တာယာကနေပြီးတော့ပို့ပြီးပြင်းထန်တဲ့ဖိအားတွေကိုခံနိုင်ရရှိလာအောင်တာယာရဲ့အတွင်းပိုင်းတိဆောက်ပုံတွေကိုပြောလို့ရှိရင်အထူးပြန်လဲပြီးတော့ပြန်လှုပ်ထားရတယ်ပေါ့နော်တာယာတွေကိုပြန်ပြီး moment တိဆောက်ထားရတယ်2026စီးမြင့်မှာနောက်ထပ်အရေးကြီးတဲ့တစ်ခုကတော့တာယာထုတ်လုပ်မှုမှာတဘာဝပတ်ဝန်းကျင်ကိုမထိခိုက်စေတဲ့ပစ္စည်းတွေကိုပို့သုံးလာတာပေါ့နော် Pirelli အနေနဲ့ FSC ပေါ့နော် FSC ဆိုတာဘာလဲဆိုတော့ကျွန်တော်ဒီမှာပြထားပေးပါ
နော် FSC ကအတိမတ်ပြုထားတဲ့သဘာဝ rubber တွေနဲ့ပဲအသုံးပြုပြီးတော့တာယာတွေကိုထုတ်လုပ်နေတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့တာယာအကြောင်းကတော့ဒီလောက်ပါပဲဒီလောက်ဆိုရင်တာယာအကြောင်းသိသွားပြီလို့ထင်တယ်တာယာအကြောင်းမေးနေတဲ့တော့ရဲ့ viewer တွေအတွက်လည်းဒီလောက်ဗီဒီယိုဆိုရင်တာယာအကြောင်းလုံလုံလောက်သိသွားပြီလို့ထင်တယ်တာယာဘယ်လောက်ရေးပါလဲတာယာ strategy တွေကဘယ်လိုမျိုးလဲတာယာ blanket တွေကဘာတွေလဲအဲ့လိုမျိုးတွေသိသွားပြီလို့ထင်ပါတယ်အဲ့တော့ဒီနေ့ဗီဒီယိုကဒီလောက်ပါပဲဒီဗီဒီယိုလေးကိုကြိုက်တယ်ဆိုရင်နောက်ထပ်ဗီဒီယိုတွေလာဖို့အတွက်ကျွန်တော် support ပေးတဲ့အနေနဲ့ like and subscribe လေးလုပ်ခဲ့ပေးဖို့အတွက်ကျွန်တော်တောင်းဆိုချင်ပါတယ်အားလုံးကျေးဇူးပါတယ်နောက်ဝီဒီယိုမှာပြန်တွေ့ကြပါမယ်